တင်တူတို့တွေကိုမေ့လို့မရတာကအချစ်ကြောင့်မဟုတ်ပါဘူးတင်ရဲ့အုံနောက်က content entanglement လို့ခေါ်တဲ့ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုဒီထိမှာပိတ်မိနေလို့ဖြစ်ပါတယ်တင်က narcissistic တယောက်ရဲ့ neural hijacking အာယုံကြောဆိုင်ရာတိမ်ပိုက်မှုကိုခံထားရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာဒူတို့စီကနေကိုယ့်ရဲ့အုံနောက်ကိုဘယ်လိုမျိုးပြန်ပြီးတော့တိမ်ပိုက်ရမလဲဆိုတဲ့နည်းလမ်းလေးတွေကိုမျှဝေပေးတော့ပါမယ်ကျွန်မကတော့ client ပေါင်း1000ကျော်တွေကိုဒူတို့တွေရဲ့အုံနောက်ပုံစံအသစ်တွေကိုပြန်လည်တည်ဆောက်နိုင်အောင်ကူညီပေးနေတဲ့သူဖြစ်ပါတယ်အဲ့တော့တိတ်ပံနေကြအရာပြောရမယ်ဆိုရင်တော့ကျမတို့တွေကအုံနောက်ထဲမှာ cortisol လို့ခေါ်တဲ့ဒီစိတ်ဖြစ်စီးမှုဟော်မုန်းနဲ့တာယာမှုဟော်မုန်းဆိုတဲ့ဒီ dopamine တွေကစက်ကွန်တစ်ခုလိုမျိုးကိုလေပတ်နေစေတာဖြစ်ပါတယ်ဒီလိုမျိုးတမတ်ထဲမရှိတဲ့ဒီစိတ်ပိုင်းဆိုင်ရာအသက်အကျ emotional roller coaster ကိုကျမတို့ဒီက trauma bond လို့ခေါ်တယ်ပေါ့နော်ပြောရမယ်ဆိုရင်တော့ quantum physics မှာအမုံနှစ်ခုကတစ်ခါထိထွေဘူးလို့ရှိရင်ဒူတို့တွေကဘလောက်ပဲဝေးတစ်ခုနဲ့တစ်ခုကဆက်နွယ်နေအောင်မှာဖြစ်ပါတယ်အဲ့တလိုမျိုးပဲတင်ကဒူတို့တည်းရဲ့ social media ကိုတွားပြီးတော့ကြည်နေတဲ့၍ဒူတို့တည်းရဲ့အကြောင်းတွေကိုတွေးမိနေတဲ့၍တာမူတို့နဲ့ပြောဆိုထားတဲ့ဒီ conversation တွေတပ်ပုံတွေစတဲ့အရာတွေကိုကတွားပြီးတော့ကြည်နေတဲ့၍ကိုက activate function ကိုအတက်ပြန်တွင်းနေတာနဲ့အတူတူပဲအဲ့တော့ပြောချင်တာကအတိတ်ကနာကျင်မှုကိုအခုတင်ရဲ့ပစ္စုပန်မှာထပ်ခါလက်ခံနေတာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့တော့ဒါကိုဘယ်လိုမျိုးဖြတ်တောက်ရမလဲဆိုတဲ့နီလန်း၃ခုရှိပါတယ်ပထမတစ်ခုကတော့ observation without interaction ကြည့်ယုံကြည်မထိတွေ့နဲ့ဆိုတဲ့နီလန်းလေးဖြစ်ပါတယ် no contact ဆိုတာကလည်းအဲ့ဒါပဲno contact ဆိုတာကကျမတို့တွေကတူတို့တင်နဲ့မဆက်တွေ့တော့ဘူးတူတို့တင်နဲ့စကားမပြောတော့ဘူးတူတို့တင်နဲ့အကုန်လုံးဒီ social media platform စတဲ့အရာတွေအကုန်လုံးကို block လုပ်လိုက်တာထက်ကျမတို့တွေကဒူတို့တွေရဲ့အကြောင်းတွေကိုမတွေးတော့ဘူးဒူတို့တွေရဲ့သတင်းတွေကိုမမေးတော့ဘူးဆိုရင်အဲ့ဒီရဲ့ content bond တွေကတဖြည်းဖြည်းနဲ့ပျက်စီးသွားပါလိမ့်မယ်ပြောရမယ်ဆိုရင်တော့မလေ့လာရင်မတည်ရှိဘူးဆိုတဲ့သဘောဖြစ်ပါတယ်နံပါတ်1ကဘာလဲဆိုတော့neural substitution အာယုံကြောဆိုင်ရာအစားထိုးခြင်းတကယ်လို့တင်ကဒူတို့တွေကိုတတိယတဲ့စိတ်တွေ craving ဖြစ်တာတော့မဟုတ်ဒူတို့တွေကိုလွမ်းတဲ့စိတ်တွေဖြစ်ပေါ်လာတဲ့အခါတိုင်းကိုယ့်ရဲ့အုံနောက်ကိုချက်ချင်း reset လုပ်ပါပေါ့နော်ဥပမာရေအေးနဲ့မျက်နှာတွေကိုတက်လိုက်တာမျိုးဒါမှမဟုတ်အသက်ပြင်းပြင်း၅ချိန်ရှူလိုက်တာမျိုးစတဲ့နီလန်းတွေကိုလှုပ်ခြင်းအပြင်ကိုယ့်ရဲ့အုံနောက်ရဲ့လမ်းကြောင်းအဟောင်းတွေကိုဖျက်ပစ်ပါပေါ့နော်နံပါတ်3ကတော့ future self anchoring ဖြစ်ပါတယ်တကယ်လို့တင်ကလုံးဝကိုကုစားနိုင်သွားတဲ့ဒူတယောက်ဖြစ်သွားပြီးဒါမှမဟုတ်လုံးဝကိုပြန်လေချမ်းမှလာနေတဲ့ဒူတယောက်ဖြစ်လာတယ်ဒါမှမဟုတ်တင်ဖြစ်ချင်နေတဲ့လူတယောက်ရဲ့ပုံစံတွေကိုတစ်နေ့ကို9မိနစ်စာ observe visualize လုပ်ပါပေါ့နော်အဲ့တော့ဒီလိုမျိုးအတိတ်ကအာယုံစူးစိုက်မှု focus တွေကိုအနာဂတ်ကိုပြောင်းလိုက်ခြင်းအပြင် content feed ထဲမှာတင်ရဲ့ဘဝအတိတ်ကစတင်ပြီးတော့ဖြစ်ပေါ်လာပါလိမ့်မယ်အဲ့တော့အခုချိန်မှာတင်ရဲ့အုံနောက်ကလောလောဆယ်မှာဝေဝါ confuse တွေဖြစ်နေသေးတယ်ဆိုရင်ဒါကတင်ရဲ့အပြည့်မဟုတ်ပါဘူးဒါကစိတ်တန်ရာ trauma ကတင့်ကိုထိန်းချုပ်ထားလို့ပဲဖြစ်ပါတယ်ပေါ့နော်တကယ်ကို sovereign ကိုဘဝတွေကိုဖန်တီးတဲ့သူဖြစ်နေတယ်ဆိုရင်ကျွန်မပြုလုပ်ပါရေးထားတဲ့ဒီ pattern royal worship ကိုအောက်က link လေးမှာ download ဆွဲလို့ရပါတယ်ကျွန်မတို့တွေအတူတူပြန်စားကြမယ်